မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့ပေါ့ခင်ဗျာ Facebook update မှာပေါ့ခင်ဗျာမဖြစ်မနေဖွင့်ထားမယ် setting လေးတစ်ခုကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအခု update မှာပါလာတဲ့ setting လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာအလားတော့လုံးဝဖွင့်ထားတဲ့ setting လေးတစ်ခုဖြစ်ပါတယ်ကျွန်တော် Facebook မှာပို့တင်တဲ့အခါပေါ့ခင်ဗျာကျွန်တော်ဒီမှာ Facebook မှာပို့တင်တဲ့အခါပေါ့ခင်ဗျာကျွန်တော်နမူနာပြဒီမှာ video လေးတစ်ပုဒ်ကိုပို့တင်မယ်ပေါ့ခင်ဗျာတင်မယ်ဆိုရင်ကျွန်တော် video လေးကိုတစ်ချက်ရွေးလိုက်ပါမယ်ခင်ဗျာရွေးလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီမှာvideo တင်ဖို့အတွက်ပေါ့ခင်ဗျာပို့တင်ဖို့အတွက်ကျွန်တော်ဒီမှာ next ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော် next ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးရင်တော့ကျွန်တော်ဒီမှာပေါ့ခင်ဗျာဒီကောင်လေးအသစ်ပါလာတာပေါ့ခင်ဗျာဒီမှာပေါ့ခင်ဗျာ copyright check ပေါ့ခင်ဗျာဒီကောင်လေးကလုံးဝကိုဖွင့်ထားတယ်ပါတယ်ခင်ဗျာဒါမှတန်တယ်သူက auto ကျွန်တော်တို့ video ကသူတို့ copyright လွတ်လားမလွတ်ဘူးလားဆိုတော့ auto check လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီအခု update မှာပါလာတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီမှာcopyright check ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့ခင်ဗျာနှိပ်ပြီးရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာcopyright check ကလေးကိုဖွင့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာ check for ပေါ့ခင်ဗျာ copyright issue ပေါ့ခင်ဗျာcopyright ရှိမရှိကိုသူကစစ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ auto ပေါ့ခင်ဗျာဒါကြောင့်မလို့ဒီ clock လေးကိုဖွင့်ပေးလိုက်ပါမယ်ဒီကောင်လေးကိုလည်းပေါ့ခင်ဗျာကျွန်တော်တို့ရဲ့အတွက်ဒီကောင်လေးကိုလည်းကျွန်တော်တို့ဒီမှာအမှန်ချက်ကလေးချစ်ပေးထားလိုက်မှာပေါ့ခင်ဗျာချစ်ပြီးတော့ကျွန်တော်တို့ကဒန်းကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ရပြီပေါ့ခင်ဗျာဒါဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုတွေကသွားပြီးတော့ဖွင့်စရာမလိုတော့ဘူးပေါ့ခင်ဗျာဒီမှာcopyright chess မှာပေါ့ခင်ဗျာကျွန်တော်တို့က enable ဖြစ်တော့ပါပြီခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုတင်နိုင်ပေါ့ခင်ဗျာ Facebook မှာဗီဒီယိုတင်နိုင် copyright ကိုပေါ့ခင်ဗျာဒီကောင်လေးက auto check ပေးမှာဖြစ်ပါတယ်ခင်ဗျာအခု Facebook update မှာပေါ့ခင်ဗျာပါလာတဲ့ copyright check ပေါ့ခင်ဗျာ copyright ကို auto စစ်ဆေးပေးမယ် setting လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာဒီ setting လေးဖွင့်ထားဖို့ပေါ့ခင်ဗျာအရန်ကိုအရေးကြီးပါတယ်ခင်ဗျာဒါတော့မလို့မိတ်ဆွေအနေနဲ့ဒီ copyright check ကလေးမဖွင့်ရသေးရင်ဖွင့်ထားပေးပါခင်ဗျာ